လုံးမဲမင်္ဂလာပါကျမအခုပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ပရိသတ်ကြီးတို့မွေဆိုတဲ့တရဝါကိုဘယ်လိုမျိုးမြင်ဘူးတလဲကျမကတော့မွေဆိုတာဟာတီတီကြီးကြီးအနေရများတဲ့တရဝါမျိုးစိတ်တွေကတခုလို့မြင်တဲ့ဘက်ကဖြစ်ပါတယ်လူကိုအနေရမပြူဘဲနဲ့သူတို့ဘာသာသူတို့နေတဲ့မွေတွေလည်းရှိတာပေါ့လေဒီနေ့တော့တာမန်တွေ့နေကြမွေတွေထပ်ပို့ပြီးတော့အရွယ်အစားကြီးအစိတ်ပြင်းတဲ့မွေတွေအကြောင်းကျမနဲ့အတူတူလေ့လာကြည့်ရအောင်33ပေရှိတဲ့အနာကွန်တာမွေကြီးပေနဲ့ဆိုရင်33ပေမီတာနဲ့ဆိုရင်10မီတာအထိအရှည်ရှိပြီး400ကီလိုလေးတဲ့ဒီမွေကြီးကိုတော့ဘရာဇီးနိုင်ငံရဲ့ဆောက်လုပ်ရေးသမားတွေကအေတာမီရာမြေအောက်လိုင်ကူကြီးပျက်စီးသွားချိန်မှာအပျက်စီးတွေထဲမှာပါသွားတဲ့တိုက်ကြီးတစ်လုံးထဲမှာရှာတွေ့ခဲ့ကြတာဖြစ်ပါတယ်။အခုပရိသတ်ကြီးတို့မြင်နေရတဲ့ဗီဒီယိုတွေကမွေကြီးကိုတည်ထုတ်ခဲ့ရတဲ့ဆောက်လုပ်ရေးဝန်ထမ်းတွေကတယောက်ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီအနာကွန်တာမွေကိုမြင်လိုက်ရတော့ကဘာကျော်စတားတအူဖြစ်တဲ့ဂျနီဖာလိုဖတ်စ်နဲ့ဂျွန်တို့အတူသရုပ်ဆောင်ထားတဲ့အနာကွန်တာရုပ်ရှင်ကိုတော့ပရိသတ်ကြီးတို့တွေးမိသွားတယ်မလားအနာကွန်တာမွေကြီးရဲ့မျက်နှာပြင်လုံးပတ်အရှိဟာအချင်း1မီတာတောင်ရှိတာကြောင့်ဘရာဇီးဆောက်လုပ်ရေးဝန်ထမ်းတွေတောင်ကရိန်းအကူအညီနဲ့တည်ခဲ့ကြရပါတယ်အပြေရှာမရသေးတဲ့ကိစ္စတစ်ခုကတော့ဘရာဇီးကဆောက်လုပ်ရေးဝန်ထမ်းတွေဗီဒီယိုအပြီးဒီမွေကြီးကိုဘာလုပ်လိုက်လဲဆိုတာပါပဲ YouTube ပေါ်မှာဒီမွေကြီးရဲ့ဗီဒီယိုစပြီးရောက်လာချိန်ကစပြီးလူတော်တော်များများရဲ့စိတ်ဝင်စားမှုကိုလည်းခံခဲ့ရတယ်လို့တစ်ချိန်တည်းမှာပဲဝေဖန်ခြင်းကိုလည်းခံခဲ့ရပါတယ်။ဘရာဇီးမြစ်ဖျားနာကအန်နာကွန်တာဘရာဇီးမြစ်ဖျားတွေကအန်တာကွန်တာမွေကြီးကိုတော့ငါဖန်သမား3ဦးကလှေကလေးပေါ်ကနေတွေးခဲ့တာဖြစ်ပါတယ်။သူတို့3ဦးမွေကြီးကိုတွေးချိန်ကဆိုရင်မွေကြီးရဲ့1 byte ဟာဖောင်းနေခဲ့ပြီးတစ်ခုခုကိုမျိုးထားဟန်ပေါ်နေခဲ့ပါတယ်။ငါဖန်သမားတွေဟာမွေကြီးရဲ့ပုံစံကိုစူးစမ်းလိုတာကြောင့်လှေနဲ့အနားကိုကတ်သွားတိုင်းမွေကြီးကတော့လှေနာကနေရှောင်ပြေးခဲ့ပါတယ်။ငါဖန်သမားတအုပ်ဆိုရင်မွေကြီးရဲ့ခန္ဓာကိုယ်ကိုခဏခဏလိုက်ပြီးပုတ်လိုက်အမီးကိုလှမ်းဆွဲလိုက်တာမျိုးလုပ်နေတာကိုဗီဒီယိုထဲမှာပရိသတ်ကြီးတို့တွေ့ရမှာပါ။မွေကြီးကသူ့ခန္ဓာကိုယ်နဲ့လှေကိုတွေ့လိုက်တော့မှငါဖန်သမားတွေဟာနင်းနေရှိန်ပြီးလှေကိုခက်ဝေးဝေးမောင်းနှင်သွားတာကိုတွေ့ရမှာပါ။ဒါပေမဲ့သူတို့လှုပ်လိုက်တဲ့အကျိုးဆက်ကြောင့်ဒီဗီဒီယိုဟာဒရိတ်ဆန်ညှဉ်းပန်းနှိပ်စက်မှုအရာမြောက်သွားခဲ့ပြီးငါဖန်သမား3ယောက်ဟာဒဏ်ငွေဒေါ်လာ600ကျော်ကိုတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းစီပေးဆောင်လိုက်ရပါတယ်။ခြားပြီးအမဲလိုက်လိုင်စင်မပါဘဲတော်ရိုင်းတရိတ်ဆန်တွေကိုအာရမခေါ်ယူခြင်းဖန်ဆီးဖို့စ조사ခြင်းတို့ကြောင့်တစ်နှစ်ခွဲလောက်ခြေအောင်လိုက်ရပါသေးတယ်။နဖောင်းမွေဗိုနီယိုပြည်နယ်ရဲ့ပလင်းမြင့်နီတောရွာအပိုင်းခြားအနာကရွာသူရွာသားတွေဟာနဖောင်းဆိုတဲ့နှာပေါင်း8ခုနဲ့အရှည်100မီတာကျော်ရှိတဲ့ဒန်နာရီလာမွေကြီးကိုကဘာပေါ်မှာတကယ်ရှိတယ်လို့ယုံကြည်ကြပါတယ်။သူတို့ရဲ့ယုံကြည်မှုကိုသက်သေပြလို့ရတဲ့အရာတစ်ခုဟာပလိန်မြစ်ကြီးထဲမှာပေါ်လာခဲ့တာကိုဒီဓာတ်ပုံကနေတဆင့်ပရိသတ်ကြီးတို့တွေ့ရမှာပါ။ဓာတ်ပုံကိုတော့တဘာဝဘေးကယ်ဆယ်ရေးအဖွဲ့တစ်ခုကဟယ်လီကော်ပတာပေါ်ကနေရေဘေးကယ်ဆယ်ဖို့အတွက်သွားနေရင်ရိုက်မိထားတာဖြစ်တယ်လို့သိရပါတယ်။ဒီဓာတ်ပုံထဲမှာဆိုရင်နှပေါင်းတို့ခေါ်နေကြတဲ့မွေကြီးရဲ့အရွယ်အစားပုံစံနဲ့တူတဲ့မွေတကောင်ရစ်ထဲကူးနေတာကိုရိုက်ကူးထားမိတာဖြစ်ပြီးဓာတ်ပုံနဲ့ပတ်သက်လို့အဒစ်ထားတာဆိုပြီးအငင်းပွားစရာတွေတောင်ရှိခဲ့တယ်လို့သိရပါတယ်။ဒီမွေကြီးရဲ့ဓာတ်ပုံကိုလည်း The Satellite Time ဆိုတဲ့သတင်းစာထဲမှာထည့်ပေးခဲ့ပြီးစာဖတ်သူတွေရဲ့အတွေးမြင်ကိုတောင်လေ့လာခဲ့ကြရပါတယ်။ဘိုနီယိုကရွာသားတွေကတော့ပုံစံမျိုးစုံပြောင်းနိုင်တဲ့နှပေါင်းမွေကြီးပြန်ပေါ်လာပြီးဆိုပြီးတော့ပြောဆိုနေကြတာကြောင့်စစ်ဆေးကြည့်ရှုဖို့အတွက်ဓာတ်ပုံရိုက်ကူးမိထားတဲ့နေရာနဲ့ဒေသအခြေအနေကိုအသေးစိတ်အကဲခတ်ဖို့အတွက်ဌာနဆိုင်ရာတွေကလှုပ်ခဲ့ရပါတယ်။အပြေထွက်လာချိန်မှာတော့ရိုက်ကူးမိထားတဲ့မြစ်ဟာဗလိမြစ်လည်းမဟုတ်သလိုဘိုနီယိုပြည်နယ်နာကရေပိုင်နဲ့ဟုတ်မနေပဲကွန်ဂိုဆိုတဲ့အာဖရိကအနောက်ပိုင်းကမြစ်ဖြစ်နေခဲ့ပါတယ်။ဆိုတော့ဒီမွေကြီးရဲ့ပုံရိပ်ကတော့အခုထိဘာဆိုတာကိုတေချာအပြေရှာလို့မရသေးဘူးလို့တောင်ပြောလို့ရပါတယ်။မဒူဆာကန်ဆာမျိုးရဲ့မီဆိုရီအပိုင်းခြားမှာစပတ်အုံးမွေကြီးတစ်ကောင်ကိုအောက်တိုဘာ12ရက်2011ခုနှစ်တုန်းကဒေသခံတွေဟာတွေ့ခဲ့ကြရပါတယ်။မွေကြီးဟာ25.25ပေအရှိရှိပြီးအဲ့ဒီအချိန်တုန်းကဆိုရင်ဒီမွေကြီးဟာအရှိဆုံးမွေကြီးဆိုပြီးတော့ပြောဆိုကြတဲ့မှတ်တမ်းတွေရှိခဲ့ပါတယ်။မွေကြီးဟာအသက်10နှစ်ရှိပြီဖြစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုမဖို့ဆိုရင်ယောက်ျား15ယောက်လောက်ကတည်ယူရတယ်လို့သိရပါတယ်။နောက်ပိုင်းမှာတော့ဒီစပတ်အုံးမွေကြီးကို Full Moon Production ကမွေးထားခဲ့ပြီးသူ့ကိုမဒူဆာလို့နာမည်ပေးခဲ့ပါတယ်။ကမ္ဘာအရှည်လျာဆုံးမွေအခုတွေ့နေရတဲ့စပတ်အုံးမွေကြီးဟာအရှည်အားဖြင့်26.2ပေအရှည်ရှိပြီး2016ခုနှစ်တုန်းကမလေးရှားနိုင်ငံဆောက်လုပ်ရေးဝင်းတစ်ခုထဲမှာတွေ့ခဲ့ရတာဖြစ်ပါတယ်။စိတ်မကောင်းစရာကတော့မွေကြီးဟာရှာတွေ့ပြီး3ရက်ကြာမှဆုံးသွားတယ်လို့သိရပါတယ်။
ငွေကြီးရဲ့ရုပ်အလောင်းကိုတည်ယူရမှာလဲငွေကြီးရဲ့ခန္ဓာကိုယ်အရှိဟာလာတည်ပေးတဲ့19.3 ပေကနေ9ပေလောက်ထိရှိတဲ့ကားထက်ကိုအများကြီးပို့ရှိနေတာပရိသတ်ကြီးတို့အခုမြင်ရမှာဖြစ်ပါတယ်။လက်ရှိမှာတော့ Greenwich စံချိန်တင်မှတ်တမ်းတင်မှာဘဒူစာထက်ကိုပိုပြီးရှည်လျားတဲ့ကမ္ဘာရှည်လျားဆုံးငွေတကောင်အဖြစ်မှတ်တမ်းဝင်နေပါတယ်။ငွေကြီးဟာမသေးဆုံးခင်အချိန်လေးမှာ85လုံးသောငွေဥတွေကိုပွင့်နေခဲ့တာဖြစ်ပြီးသေဆုံးရတဲ့အကြောင်းရင်းကိုတော့မသိရပါဘူး။တိုက်တန်နိုဘိုရာလွန်ခဲ့တဲ့နှစ်ပေါင်းသန်း60ကျော်ကဒိုင်နိုဆောနဲ့ဒိုင်နိုအနွယ်ဝင်အေယာမတရဝါတွေဟာမျိုးတုံးသွားခဲ့ပြီလို့သိပ္ပံပညာရှင်တွေပြောကြတာကိုပရိသတ်ကြီးတို့မှတ်မိကြမှာပါ။အဲဒီတုန်းကတော်ရိုင်းတရိတ်ဆန်တွေကိုကျမတို့တွေမထင်ထားလောက်အောင်ကြီးမားတဲ့မွေကြီးတစ်ကောင်ကအုပ်ချုပ်ခဲ့တယ်လို့သိပ္ပံပညာရှင်တွေကသူတေသနာမှတ်တမ်းတွေလည်းလုပ်ခဲ့ကြပါတယ်။အဲဒီသူတေသနာမှတ်တမ်းကိုတသက်မှာတစ်ခါဖြစ်တဲ့မှတ်တမ်းဆိုပြီးနာမည်ပေးထားကမှတ်တမ်းနဲ့ပါဝင်တဲ့အကြောင်းအရာတွေထဲမှာဆိုရင်ကမ္ဘာအကြီးဆုံးငွေကြီးတိုက်တန်နိုဘိုရာရဲ့အကြောင်းလေးပါဝင်ထားပါတယ်။တိုက်တန်နိုဘိုရာရဲ့နောက်ကျောင်းရာဇဝင်ကိုသူတေသနာလုပ်စုံစမ်းဖို့အတွက်သိပ္ပံပညာရှင်ကြီးတွေကအုပ်စုတေချဖွဲ့ပြီးကိုလံဘီယာပြည်နယ်ဆာရာဂျန်ပြည်နယ်ကလက်ကွာဟိုရာဆိုတဲ့ကမ္ဘာအကြီးဆုံးကြောင်မီးသွေးတွင်းတစ်ခုမှာအခြေစိုက်နေထိုင်ခဲ့ကြပါတယ်။တိုက်တန်နိုဘိုရာဆိုတာကိုပရိသတ်ကြီးတို့မြင်အောင်ပြောရမယ်ဆိုရင်ဒိုင်နိုဆောအနွယ်ဝင်တွေကအကြီးဆုံးအရွယ်အစားရှိတဲ့T-Rex ဒိုင်နိုဆောကြီးကိုတောင်ရှင်ချနိုင်တဲ့အထိအရွယ်အစားကြီးမားပြီးအင်အားလေးကြီးတဲ့မွေကြီးပေါ့2002ခုနှစ်မှာတော့သိပ္ပံပညာရှင်တွေရဲ့တိုက်တန်နိုဘိုရာရှာပုံတော်မှာလမ်းစာလေးတစ်ခုပေါ်လာခဲ့ပါတယ်။အဲဒါကတော့ကိုလံဘီယာနိုင်ငံကတက္ကသိုလ်တစ်ခုမှာတက်နေတဲ့ကျောင်းသားလေးတစ်ယောက်ဟာကြောက်ဖြစ်ရုပ်ကျွင်းလိုမျိုးသိရွက်နဲ့ရှေးဟောင်းမိုးတစ်တော်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အဲဒီနေရာကိုသိပ္ပံပညာရှင်တွေဟာပိုက်စိတ်တိုက်ရှာဖွေပြီးတိုက်တန်နိုဘိုရာဘယ်လိုမျိုးနေထိုင်စားသောက်ခဲ့တဲ့ဆိုတဲ့အရာကိုတေချာသိရဖို့တတ်သိအထောက်ထားကြောက်ဖြစ်ရုပ်ကျွင်းတွေကိုရှာဖွေစုဆောင်းခဲ့ပါတယ်။တချို့သောအရာတွေကိုတော့သိပ္ပံပညာရှင်တွေကကွယ်ဝှက်ထားပေမဲ့တိုက်တန်နိုဘိုရာတကယ်ရှိခဲ့ကြောင်းကိုတတ်သိပြတဲ့အနေနဲ့သမိုင်းပြတိုက်တစ်ခုမှာတိုက်တန်နိုဘိုရာရဲ့တပုံစံနဲ့အရွယ်အစားတူတဲ့မွေရုပ်ကြီးကိုတိစောက်ပေးခဲ့တယ်လို့သိရပါတယ်။ Photo of Giant Snake ဒုတိယကမ္ဘာစစ်ကာလတုန်းကBelgian လေတပ်ရဲ့နာမည်ကြီးတိုက်စစ်မှု Reddy Van Leer ဟာအနောက်အာဖရိကကကွန်တိုဘက်ကိုတာဝန်အရသွားနေခဲ့ပါတယ်။သူ့ရဲ့လေကြောင်းခရီးတစ်လျှောက်မှာဝေဟင်ပေါ်ကနေကြည့်ရင်အောင်ကြီးမားပြီးရှည်လျားနေတဲ့မွေကြီးတစ်ကောင်ကိုတွေးလိုက်ရတာကြောင့်ဘာပြောရမှန်းမသိဖြစ်ပြီးမှင်သက်သွားခဲ့ရပါတယ်။ Reddy ဟာသူတယောက်တည်းမြင်ခဲ့ရတာမျိုးဖြစ်မှဆိုတာကြောင့်သူရဲ့လက်အောက်ငယ်သားတွေကိုပါပြန်ခေါ်လာပြီးမွေကြီးကိုတွေးခဲ့တဲ့နေရာကိုပြခဲ့ပါတယ်။တပ်တွေအနေနဲ့လည်းဓာတ်ပုံတွေရိုက်ယူခဲ့ကြပြီးပရိသတ်ကြီးတို့မြင်ခဲ့ရတဲ့ပုံဟာReddy နဲ့လေတပ်သားအချို့ဝေဟင်ပေါ်ကနေမြင်လိုက်ရတဲ့ငွေကြီးရဲ့ပုံပဲဖြစ်ပါတယ်။ Reddy တို့ဟာငွေကြီးရဲ့ပုံကိုဒေချာရိုက်ယူနိုင်ဖို့လေထဲကနေခန်းနှိမ့်ကိုစင်းချိန်မှာငွေကြီးဟာသားကောင်ကိုအာယုံခံစားမိလို့လားတော့မသိပေမဲ့ချက်ချင်းဆိုသလိုလှုပ်ရှားလာပြီးတိုက်ခိုက်ဖို့အသင့်အနေထားဖြစ်နေခဲ့တယ်လို့သိရပါသေးတယ်။ငွေကြီးရဲ့အရှိမရှိဘူးဆိုရင်တောင်မှပေ90အရှိရှိပြီးငွေကြီးရဲ့တမိုင်းကြောင်အသေးစိတ်သိရဖို့အတွက်ကတော့CIA ရုံးချုပ်ကိုဓာတ်ပုံတွေပို့ပေးထားတယ်လို့သိရပါတယ်။